နန္နာလိုင်းကြောင့်အနုပညာလောကမှာဒီနေ့အချိန်ထိရပ်တည်နိုင်ငံကြောင်းဖွင့်ဟလာခဲ့တဲ့ Heavy ဖြိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Heavy ဖြိုကကလေးတယောက်ဆောင်အနေနဲ့တကက်တကာကအောင်မြင်ခဲ့သလိုတဟုန်ထိုးအားပေးခြင်းကိုခံခဲ့ရတာပါတခြားကလေးတယောက်ဆောင်နေလို့ငွေကြေးပြည့်စုံတဲ့သူလည်းမဟုတ်တဲ့အတွက်အခက်အခဲကတော့များလာပါတယ်ဒါပြင်တယောက်ဆောင်ကောင်းတာကြောင့်အနုပညာလောကမှာဇက်ကားရီဇက်တိုက်ရိုက်ကူးနိုင်တာဖြစ်ပါတယ်ဒီလိုအနုပညာလောကထဲမှာ Heavy ဖြိုရဲ့လို့နေရာတစ်ခုရအောင်လုပ်ပေးခဲ့တဲ့သူကအများမထင်ထားတဲ့နန္နာလိုင်းဖြစ်နေခဲ့တာပါသူကအခုချိန်ထိအနုပညာလောကမှာအောင်မြင်နေရတာကနန္နာလိုင်းကြောင့်ဆိုပြီး Heavy ဖြိုကဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။နန္နာလိုင်းက Heavy ဖြိုရဲ့တယောက်ဆောင်အရေးချင်းတွေကိုသဘောကျတာပါ။ခလေးတယောက်ဖြစ်ပြီးမြဲအရေးချင်းအပြည့်အဝရှိတယ်လို့လက်ခံယုံကြည်ကမြေတောင်မြောက်ခဲ့တာဖြစ်ပါတယ်။ Heavy ဖြိုအတွက်အောင်မြင်ဆုံးတဲ့ဘဝမှတ်တိုင်တစ်ခုဖြစ်ခဲ့ရတဲ့ဇော်ကားကနေသည့်ရုပ်ရှင်ကိုလည်းအားလုံးမှတ်မိကြမှာပါ။အဆိုပါရုပ်ရှင်ရဲ့ဝတ္ထုကိုနန္နာလိုင်းကဝယ်ထားခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာအတော်လေးကိုအောင်မြင်မဲ့ရုပ်ရှင်ဆိုတာနန္နာလိုင်းကကြိုသိပြီးသားဖြစ်ပါတယ်။ဒါအပြင်အဓိကဆက်ဆောင်တွေကတခုဖြစ်တဲ့ကလေးတရုပ်ဆောင်နေရမှာလဲ Heavy ဖြိုနဲ့ရမှရိုက်မယ်လို့ဆုံးဖြတ်ခဲ့တာပါ။ဒါကြောင့်မို့ဒရိုက်တာတွေက Heavy ဖြိုကိုမရရအောင်ချိတ်ကြကဇက်ကားကိုရိုက်ဖြစ်ခဲ့ကြပါတယ်။တကယ်လေးပဲနန္နာလိုင်းထင်ထားသလို Heavy ဖြိုကဇက်ကောင်နဲ့အံဝင်ခွင့်ကြဖြစ်အောင်တရုပ်ဆောင်ပြနိုင်ခဲ့တာပါ။အဲဒီခေတ်ကဆိုဇော်ကားကနေသည့်ရုပ်ရှင်ကယုံတင်ဝင်ငွေအရာလေးအောင်မြင်ခဲ့သလိုလူအများပါဆက်ဖျားမှာအရေးပန်းစားခဲ့တာပါ။ဒီရုပ်ရှင်ကြောင့်ပဲ Heavy ဖြိုကပရိသတ်တွေရဲ့ယင်တွေကိုအခုချိန်ထိနေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။ငယ်ဘဝရဲ့အောင်မြင်မှုကြောင့်ပဲအခုချိန်မှာ Heavy ဖြိုကဖခင်ဖြစ်သူကိုစေကူတနိုင်တာဖြစ်ပါတယ်။အရွယ်ရောက်လာချိန်ကြားထဲမှာ9နှစ်လောက်အနုပညာအလုံးမလုံးဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ဖခင်ဖြစ်သူကျမ်းမာရေးကဆူရွားလာခဲ့တဲ့အတွက် Heavy ဖြိုကအနုပညာအလုံးကိုပြန်လုပ်ဖြစ်ခဲ့တာပါ။ပြန်လုပ်တဲ့အချိန်မှာလည်းပရိသတ်တွေကတကယ်ကိုအားပေးကြပါတယ်။ဇော်ကားကနေသည့်ရုပ်ရှင်ထဲမှာတရုပ်ဆောင်ကောင်းတဲ့ကလေးလေးရဲ့လို့ကိုအားပေးကြတာပါ။ဒါကြောင့်မို့လဲ Heavy ဖြိုကသူ့အတွက်တော့နန္နာလိုင်းကကျေးဇူးရှင်လို့ထုတ်ပြောလာခဲ့တာပါတကယ်လို့နန္နာလိုင်းကသာသူ့ကိုကလေးတရုပ်ဆောင်အနေနဲ့ခေါ်မရိုက်ခဲ့ဘူးဆိုရင်အခုချိန်ထိဒီလောက်အောင်မြင်ချင်မှအောင်မြင်မှာပါသူကိုယ်တိုင်ကလည်းအရေးချင်းပြေးဝကစူးစမ်းတဲ့အတွက်အကြောင်းတိုက်ဆိုင်ကအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်Heavy ဖြိုကအခုလက်ရှိမှာဆိုရင်မိဘတွေကိုလှုပ်ကြွေးနေကဖခင်ရဲ့စေကူသားစီကိုလည်းသူသာတာဝန်ယူနေရတာဖြစ်ပါတယ်အရင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေတော့ပြန်မရရသေးပဲဆယ်လီအနေနဲ့သာရပ်တည်နေတာဖြစ်ပါတယ်။နေဘက်တွေမှာတချင်းတွေတောက်လျှောက်သွားဆိုသလိုအလုပ်တွေဇက်တိုက်လုပ်နေတာပါ။ဒါအပြင်ရှင်ပြုတ်အလူလက်တွေမှာဆိုလေလိုက်ပေးတာကြောင့်အမှုပညာကြီးတွေရပါတယ်။ဒီအမှုပညာကြီးတွေနဲ့ပဲဖခင်ဖြစ်သူကိုစေကူတာပေးနေတာပါ။ဒါအပြင်တမန်စင်ကမှာမြားနှက်မောင်အနေနဲ့ပါဝင်တဲ့အချိန်မှာလဲအတန်းကောင်းတာကြောင့်အများရဲ့ချီးကျူးမှုကိုရရှိခဲ့သေးတာပါ။သူရောပရိသတ်တွေအခုအချိန်ထိမှတ်မိပေးနေလို့လဲကျေးဇူးတင်ထားပါတယ်။ Heavy ဖြိုကသူလုံးနိုင်တဲ့အတိုင်းအတာတစ်ခုတွေကနေအနုပညာအလုပ်ကိုတန်နိုင်သလောက်လုပ်နေတတ်တာပါဘယ်သူမှမပန်ပိုးပေးကြဘူးဆိုပြီးပွဲလေးမရှာပဲအမြဲပြုတ်အောင်နေတတ်လို့လေပရိသတ်တွေကပိုပြီးချဲကြတာဖြစ်ပါတယ်ပျော်ပျော်နေတတ်တဲ့သူ့အပြုတ်အမုံလေးတွေကအခုချိန်ထိမပြောကသေးတာကအာသာချက်တစ်ခုလိုဖြစ်နေတာပါပရိသတ်ကြီးရောနန္နာလိုင်းကျေးဇူးရောအခုချိန်ထိမမေ့တဲ့ Heavy ဖြိုအပေါ်အမြင်လေးတွေကိုကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်